ချစ်ခင်နှစ်သက်မှုမျက်နှာမှုဆိုတာတဲကိုကောက်လို့ရှိရင်ဘာရလဲလောဘပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီလောဘတည်းဟူသောမျက်နှာမှုနှစ်သက်မှုချစ်ခင်မှုတွေ့တာမှုဒီတရားဟာဆင်းရဲဒုက္ခကိုဖြစ်စေတယ်ဆိုတာကိုဒေသနာတော်တွေထဲမှာအများကြီးဟောထားတယ်အလွန်ထင်ရှားတာကတော့ပေတတုယဉ်ဤကျွမ်းမှုအများဆုံးဖြစ်တဲ့သစ္စာတရားဒုက္ခသမုဒယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်ဘာကြောင့်ဒုက္ခဖြစ်တာတော့ဒုက္ခတွေကဘာကြောင့်ဖြစ်တာတော့အကြောင်းတရားအမှန်ကိုရှားဖွင့်မယ်ဆိုရင်ဘာကိုတွေ့တော့လောဘကိုတွေ့ရတယ်ဣဒံဒုက္ခသမုဒယအယံဒုက္ခသမုဒယောတိယထာဝတံပဇာနာတိဟောဒီလောဘဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့မမကကသိရမယ်လို့ဒီလိုမျိုးဆိုပြမဟုတ်လားဟောတယ်ဒီချစ်ခင်နှစ်သက်မှုကြောင့်ဒုက္ခတွေအများကြီးဖြစ်ရတယ်ဆိုတာကိုဒေသနာတော်တွေထဲမှာဖြစ်ရတဲ့နဲ့ရှင်တွဲပြီးတော့မှတ်တမ်းတင်ထားတာတွေအများကြီးရှိတယ်ဥပမာပေးတဲ့တို့အတိများတဲ့ဝိသခာကျောင်းမကြီးရဲ့အကြောင်းအဲ့ဒီဝိသခာကျောင်းမကြီးဟာခါရဘာမှာသူအလုံးမချစ်မြတ်နိုးရတဲ့လိမ္မာရေးချရှိလာတဲ့သူ့ရဲ့မြေးမတွေကမြေးမလေးတယောက်ရုတ်တရက်ဆုံးသွားသူအလွန်ချစ်ရတဲ့လက်လွှဲရတဲ့မြေးမလေးမို့လို့သူအလွန်တရာမှထိခဲ့ရတဲ့ကြေကွဲရတယ်သောတာပန်ကျောင်းမကြီးဖြစ်ပေမလို့မျက်ရည်ကိုရွှဲရွှဲဆိုးနေအောင်သူငိုရတယ်သောကပရိဒေဝဒုက္ခဒေါမနတဆိုတဲ့ဒီတရားတွေကချစ်ချင်းမကင်းသေးလို့ရှိရင်သောတာပန်အရိယာသူတော်စင်ကိုတောင်းနှိမ့်ဆက်နိုင်သေးတယ်အဲ့ဒါနဲ့နေကင်းကြောင်တောင်ကြီးကောင်းမှလည်းပဲရေတွေရွှဲလို့ဒါအိန္ဒိယရဲ့ဝမ်းနေတဲ့အထိမ်းအမှတ်ပေါ့အဲ့ဒါမြတ်စွာဘုရားဒီကိုရောက်သွားတော့မြတ်စွာဘုရားကဘလို့ဖြစ်လာတာတော့ဝိသကာကိုမေးတာမေးတော့အကျိုးအကြောင်းလျှောက်တာပေါ့ဒီလိုဒီကြောင့်ပဲဗျာအလွန်ချစ်ရတဲ့မြေးမလေးဆုံးမသွားလို့ဖြေမစင်နိုင်အောင်ဖြစ်ရတယ်ပေါ့အဲ့လိုလျှောက်တော့မြတ်စွာဘုရားဒီသဘောတရားတွေဟာဒီတိုင်းပဲတဲ့ဟောဒီလောကကြီးမှာချစ်ခင်မှုချစ်เสียတရားရှိတယ်ဆိုရင်ဒုက္ခလည်းတရားရှိမှာပဲအဲ့ဒါမြတ်စွာဘုရားကစိတ်ရှည်လက်ရှည်ကချစ်ခင်เสียနှစ်သက်เสีย90ရှိမယ်ဆိုရင်ဆင်းရဲဒုက္ခတွေဟာလည်း90လောက်ပဲရှိမယ်တဲ့တခုချင်းလျှော့သွားတာနောက်ဆုံးဘယ်ရောက်သွားတော့ဆိုတော့ဧကံပိယံဧကံဒုက္ခအလွန်ထင်ရှားတဲ့ဒီစကားလေးဒါမျိုးလေးတွေကိုစိုးရဲနေအောင်မှတ်တာနော်ဧကံပိယံဧကံဒုက္ခဧကံပိယံချစ်ချင်းတစ်ခုသည်ဧကံဒုက္ခဆင်းရဲတစ်ခုပဲတွေပိယံတွေဒုက္ခချစ်ချင်းနှစ်ခုဆိုရင်တော့ဆင်းရဲကလည်းနှစ်ခုပဲတဲ့အချိုးညီသွားနေတော့အဲ့တော့ကိုယ်တန်တန်မှာဆင်းရဲတွေဘလောက်များလဲဆိုတာကိုယ့်ရဲ့တန်ရောစဉ်လေးနဲ့လုံးထွေးရစ်ပတ်ပြီးတော့ဘလောက်ချစ်ခင်မှုနှစ်သက်မှုတွေရှိနေတယ်လဲဆိုတာပေါ်မှာမူတည်တယ်ကိုယ်ကချစ်ခင်နှစ်သက်မှုမရှိဘူးဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုယ်မှာဘာမှပူကြမရှိဘူးဟုတ်တယ်မဟုတ်လားတော့ဒီနေရာမှာချစ်ခင်စရာတွေနှစ်သက်စရာတွေဆိုတာကတော့တရားဓမ္မတို့အရင်တို့ပုထုဇဉ်ဘဝမှာအလွန်တရာမှများလာတယ်ပေါ့အဲ့ဒီများလာတွေကိုတူရစုလိုက်မယ်ဆိုရင်တော့ပတ်ဝန်းကျင်မှာရှိတဲ့သက်ရှိသက်မဲ့တွေပေါ်မှာချစ်ခင်မြတ်နိုးမှုနဲ့မိမိရဲ့ခန္ဓာကိုယ်ကြီးရဲ့ပေါ်မှာချစ်ခင်မြတ်နိုးမှုဆိုတာနှစ်ပိုင်းရှိမယ်ပေါ့နော်ပတ်ဝန်းကျင်မှာရှိနေတဲ့သက်ရှိသက်မဲ့အရာတွေရဲ့ပေါ်မှာချစ်ခင်ထားတာမရှိဘူးလားရှိတယ်မိမိခန္ဓာကိုယ်ကြီးရဲ့ပေါ်မှာချစ်ခင်မြတ်နိုးမှုတွေရှိနေတာမရှိဘူးလားရှိတယ်ချစ်ခင်မြတ်နိုးမှုတွေတဲကဘယ်အရာရဲ့ပေါ်မှာချစ်ခင်မြတ်နိုးမှုတွေအကြီးကျယ်ဆုံးလဲလို့မေးရင်ကိုယ်ခန္ဓာကိုယ်ကြီးရဲ့ပေါ်မှာချစ်ခင်မြတ်နိုးမှုဟာအကြီးဆုံးပဲအကြီးဆုံးဖြစ်သောထိုချစ်ခင်နှစ်သက်မှုသည်တစ်ချိန်မှာအကြီးဆုံးဖြစ်သောဆင်းရဲဒုက္ခကိုဖန်တီးလိမ့်မယ်တဘာဝတရားကြီးကသူ့လမ်းစဉ်တိုင်းသွားတာဓာတ်တဘာဝဆိုတာမေးနေနော်သူ့အလုပ်သူလုပ်တာပါနော်ချစ်ခင်မှုကလည်းသူ့အလုပ်သူလုပ်လိမ့်မယ်ဘာလို့လဲသူကချစ်နေတဲ့တတ္တဝါကိုနှိမ့်ဆက်အဲ့ဒါသူ့လုပ်ပဲသူ့တဘာဝတရားအဲ့မှာမြတ်စွာဘုရားကဝိသကာကိုဧကံပိယံဧကံဒုက္ခအခြေတစ်ခုတည်းဆင်းရဲတစ်ခုပဲလို့အဲ့ဒါလို့အလွန်ပြောင်မြောက်တဲ့တရားဒေသနာကိုဟောပြီးတော့ဥဒန်းစကားကျူးတာဥဒန်းစကားကျူးရခြင်းကအကြောင်းရှိတယ်မြတ်စွာဘုရားကဝိသကာကိုအလွန်စဉ်းစားတဲ့အကောင်းတဲ့အချက်တစ်ခုမေးတာ
ဘာကြောင့်သူဆင်းရဲနေရတယ်လဲဆိုတာကိုသူကိုယ်တိုင်အဖြေထုတ်နိုင်အောင်ဥဒ္ဒမကျူးခင်မှာမေးတာဘာမေးလဲဆိုတော့ဝိသခာတဲ့နေ့ရဲ့မြေးမလေးကတော်တော်လိမ္မာသလားတော်တော်လိမ္မာတယ်ဖေ။တော်တော်ချစ်စရာကောင်းတယ်။အဲ့ဒါလို့ဆိုရင်အဲ့ဒါလို့ချစ်စရာကောင်းတဲ့လိမ္မာတဲ့နှစ်သက်ဖွယ်ရာရှိတဲ့မြေးမလေးတွေမျိုးတကယ်လို့များဟောဒီတာဝတိမျိုးမှာရှိတဲ့လူဦးရေရဲ့အရေးအတွက်နဲ့အညီအမျှရခဲ့မယ်ဆိုရင်မင်းယူမလားတဲ့။ဒါမေးတာ။အဲ့တော့ယုတ်တရက်ဆိုတော့ဝိသခာကဘာပြောတော့ဆိုတော့ယူမယ်ဗျာလို့ပြောတာ။တာဝတိမျိုးမှာလူ9ဂရီရှိတယ်လို့ဆိုတာ။ယူမယ်လို့ပြောတဲ့ခါကျတော့မြတ်စွာဘုရားကဘာမေးရှိတော့ဆိုတော့ဥဒ္ဒခါတဲ့ဒီတာဝတိမြို့မှာတနေ့တနေ့ကိုလူဘယ်နှယောက်တည်လဲတဲ့အဲ့တော့ဝိသခါကမြတ်စွာဘုရား10ယောက်လဲတည်တယ်9ယောက်လဲတည်တယ်အနည်းဆုံး5 6ယောက်တော့နေတိုင်းတည်နေတာပဲဗျာအဲ့ဒါလိုလဲဖြေလိုက်ရောမြတ်စွာဘုရားကဝိသခါအဲ့ဒါလိုဆိုရင်သင်စဉ်းစားပါတဲ့တဲ့မှာမျက်ရည်နဲ့မျက်ခွက်ပြည့်ရတဲ့နေ့ရလို့တနေ့မှမရှိနိုင်တော့အဲ့လောက်ချစ်ခင်စရာတွေများနေမှာတော့များရင်များတော့ပျက်စီးမှုကလည်းများမှာပဲလေအဲ့ဒါလိုပြောလိုက်မှဝိသခာမျက်စိလည်းပြေလို့ဖြစ်သွားပြီးတော့ဒီလောက်များပြတဲ့ချစ်ခင်နှစ်သက်စရာတို့ဖြင့်ဘုရားတပည့်တော်မှာအလိုမရှိတော့ပါလို့အဲ့ဒီမှာရှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားသောတော်ကစကားတွေကိုအမိန့်ရှိပြီးတော့ဥဒန်းကျူးတာပေါ့နော်ဥဒန်းဂါထာလေးနှစ်ပုဒ်ကျူးတာအဲ့ဒီဥဒန်းဂါထာလေးကမှတ်သားစရာအလွန်ကောင်းတယ်ရေကေရှိတောကပရိဒေဝိတာဒုက္ခဝလောကသမိမနေကရူပပိယံပဋိစ္စပါဘွန်တိဧတေရေတံပိယံတေတံနတ္ထိကုဟိရှိလောကေဟောဒီလောကကြီးမှာအလုံးစုံသောဆင်းရဲဒုက္ခတွေဆိုတာရှိတယ်တဲ့နော်ရေကေရှိအလုံးစုံကုန်သောအနေကရူပတဘာမကများလာစွာသောလောကသမိဟောဒီလောကကြီးမှာတောကစိုးရင်ခြင်းတို့သည်၎င်းပရိဒေဝိတာငိုကြွေးခြင်းတို့သည်၎င်းဒုက္ခစဆင်းရဲခြင်းဒုက္ခတရားတို့သည်၎င်းဣတိအလုံးစုံသောထိုဆင်းရဲဒုက္ခတို့သည်ပိယံချစ်ခြင်းကိုပရိစ္ဆအကြောင်းပြုပြီးတော့ပဘွန်တိဖြစ်လာကြတာတဲ့ဒါဥဒန်းဂါထာလေးရဲ့အနေအဓိပ္ပာယ်ပေါ့နော်အလုံးစုံသောစိုးရင်မှုတွေငိုကြွေးမှုတွေဆင်းရဲဒုက္ခတွေဟာချစ်ခင်နှစ်သက်ခြင်းကိုအကြောင်းပြုပြီးတော့ဘာလဲတော့ဖြစ်လာကြတာတဲ့ဣတိထိုဆင်းရဲဒုက္ခတရားတို့သည်ပိယချစ်ခြင်းသဘောတရားသည်အတ္တန်တိမရှိဘူးဆိုလို့ရှိရင်ဣတိထိုဆင်းရဲဒုက္ခတို့သည်နာဘွန်တိမဖြစ်နိုင်ဘူးတဲ့ချစ်ခြင်းဆိုတာမရှိဘူးဆိုရင်စောစောကပြောခဲ့တဲ့ဆင်းရဲဒုက္ခတွေဆိုတာမရှိနိုင်ရေကေရှိတောကပရိဒေဝိတာဒုက္ခဝလောကသမိမနေကရူပပိယံပဋိစ္စပါဘွန်တိဧတေပိယအတ္တန်တိနာဘွန်တိဧတေဒါပထမဂါထာလေးအလုံးစုံသောဆင်းရဲဒုက္ခတွေဟာချစ်ခြင်းကိုဖြစ်တာချစ်ခြင်းသာမရှိဘူးဆိုရင်အလုံးစုံသောဆင်းရဲဒုက္ခတွေကဖြစ်เสียအကြောင်းကိုမရှိဘူးတဲ့ဒါပထမဂါထာရဲ့အဓိပ္ပာယ်ဒုတိယဂါထာလေးကလည်းစဉ်းစားတရားကောင်းတယ်တတ္တမဟိတေဒုက္ခိနောဝိတသောကယေတံပိယနတ္ထိကုဟိံစီလောကေတတ္တမအသောကံဝိရဇံပတ္တယာနောပိယနာကိရာထကုဟိံစီလောကေတတ္တမဒါကြောင့်မို့လို့တဲ့ရေတံအကျင့်ပုဂ္ဂိုလ်တို့သည်ကုဟိံစီလောကေဟောဒီလောကကြီးမှာကုဟိံစီတစုံတစ်ခုကိုမြပိယံချစ်ခြင်းသည်နတ္ထိမရှိဘူးအယဟန္တာပုဂ္ဂိုလ်တွေကိုပြောတာလောကကြီးမှာတစုံတစ်ခုကိုမှသူတို့ချစ်ခင်ထားတာနှစ်သက်ထားတာမျက်နှိုးထားတာမရှိဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒီပုဂ္ဂိုလ်တွေဟာဒုက္ခိနောဝိတသောကဝိတသောကစိုးရင်ချင်းကင်းပြီးတော့ဒုက္ခိနောသူတို့ဟာအမြဲတမ်းချမ်းချမ်းသာသာနေရတယ်တဲ့ချစ်ချင်းကြောင့်ဒုက္ခရောက်ရတယ်ဆိုတာကိုမြတ်စွာဘုရားကထင်ရှားအောင်တတ်သိပြတဲ့သဘောချစ်ချင်းမရှိကြတဲ့မျက်နှိုးမှုမရှိကြတဲ့ယဟန္တာအရှင်မြတ်ကြီးတွေမှာစိုးရိမ်မှုကင်းပြီးတော့အမြဲတမ်းသူတို့ဟာချမ်းသာတယ်တဲ့ဟုတ်လားတတ္တမထို့ကြောင့်အတောကံစိုးရိမ်ခြင်းကင်းခြင်းကိုဝိရဇံကိလေသာမြုပ်ကင်းခြင်းကိုပတ္တယာနောလိုလားတောင့်တတယ်ဆိုလို့ရှိရင်လောကေဟောဒီလောကကြီးမှာကိုယ်ဟင်စီတစုံတစ်ခုကိုမြပိယံချစ်ခြင်းကိုနာဂိရာထမပြုကြကုန်ရတဲ့ရိုးရိုးလေးပါပဲနော်တောကကင်းပြီးတော့နေလိုတယ်နော်စိတ်ထဲမှာအညစ်အကြေးကင်းပြီးတော့နေလိုတယ်အတောကဝိရဇံပတ္တယာနောအစိုးရိမ်မှုကင်းလိုတယ်စိတ်မှာအငြိအကျေးကင်းလို့တယ်ဆိုလို့ရှိရင်လောကကြီးမှာကိုယ်ဟင်ရှိတစုံတစ်ခုကိုများပိယံချစ်ခြင်းကိုနာဂိရာထမပြုကြကုန်ရအဲ့ဒီဥဒန်းစကားလေးအဲ့ဒါဝိတခာရဲ့နော်အဖြစ်အပျက်ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကျူးရင်တော်မူခဲ့တာအဲ့ဒါဘိဓဘောင်းသူတော်ကောင်းတို့မိမိခန္ဓာကိုယ်ကြီးအပါဝင်သက်ရှိတဲ့မဲ့အရာတွေရဲ့ပုံမှာ
ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုဆိုတာရှိနေသေးသမျှတရားဓမ္မတို့ဦးဇင်းတို့တွေဟာဆင်းရဲဒုက္ခကိုရင်ဆိုင်ကြရအောင်ပါဟုတ်လားတော့ကိုပဲမိကုန်းထုတ်ဖို့ရှိတာပေါ့နော်ဆင်းရဲခြင်းသလားမဆင်းရဲခြင်းဘူးလားဆိုရင်တော့မဆင်းရဲခြင်းဘူးလို့ပဲဖြေကြပါဒါနဲ့အကြောင်းတရားကိုပယ်ဖို့ဆိုတော့ဝင်လေးသွားတာဒါကလည်းပဲဘာကြောင့်အဲ့ဒီချစ်ခင်မှုတွေကဖြစ်နေရတာတော့အဲ့ဒီချစ်ခင်မှုတွေကိုလျော်နေသွားအောင်ပပျောက်သွားအောင်ဘလို့ကြိုးစားရမှာတော့ဆိုတာတွေကိုသိမြင်နားလည်ပြီးတဲ့နောက်မှာကိုယ့်ရဲ့ကြိုးစားအထောက်နိုင်မှုအနေများပေါ်မှာမူတည်ပြီးတော့တော့အကြောင်းတရားအနေများကလည်းဖြစ်လာတယ်အကြောင်းတရားအနေများပေါ်မှာမူတည်ပြီးတော့ဆင်းရဲဒုက္ခဆိုတဲ့အကျိုးတရားအနေများကလည်းဖြစ်လာမှာပေါ့